ရိုးမတောင်တန်းကြီးရဲ့လွန်မှာအင်ချေတရာခန့်လောက်သာရှိတဲ့ရွာလေးတစ်ရွာရှိခဲ့ပူပါတယ်။ဒီရွာလေးကမြို့ပြနဲ့လှမ်းဝေးသလိုတောင်နေစင်းစင်ကာယံထားတာကြောင့်ပြင်ပကဘာနဲ့လည်းအဆက်အသွယ်မရှိတော့တဲ့ရွာလေးတစ်ရွာလည်းဖြစ်ပါတယ်။ရှေးရခင်ကတော့တခြားဒေသတွေကိုတွာလာရှိကြပေမဲ့အချိန်ကြာလာတာနဲ့မျှခက်ခဲကျန်းလာတဲ့လမ်းဘက်ဆက်သွယ်ရေးကြောင့်ဒီနေ့ခေတ်မှာဆက်သွယ်ရကောင်းမှမသိကြတော့တာပေါ့။ရွာသူရွာသားတွေအနေနဲ့ကိုယ့်ရဲ့ကိုယ့်ရွာမှာပဲတောင်သူလို့လောက်ကင်ကြရင်နွားမမီရဲ့လုပ်ငန်းကိုပါတစ်ဖက်တစ်လမ်းကားတွေလောက်ကင်နေတာကြောင့်စားဝတ်နေရေးကဖူလုံနေတာထက်ကိုပိုရှန်နေခဲ့တာပါဒီရွာလေးရဲ့ဘေးဘက်ဝန်းကျင်မှာဆိုရင်စိန်လန်းဆိုပြေလှတဲ့တစ်မင်တောတောင်တွေပြင်ပြားလဲလဲရေကိန်းတကန်လည်းရှိပါတယ်အဆိုပါရေကန်ကိုဆွဲပြုတ်ပြီးရေပြာရွာလို့လည်းခေါ်ဆိုခဲ့ကြတယ်ဗျရွာသူရွာသားတွေမှာတောင်သူလုပ်ကိုလောက်ကင်ခဲ့ကြတယ်ဆိုပေမဲ့နွားမမီရဲ့လုပ်ငန်းကိုသာတွင်တွင်ကျဲကျဲလောက်ကင်နေခဲ့ကြတာပါရွာတွေကဆင်းရဲလှပါတယ်ဆိုတဲ့သူတောင်မှနွားကြံတစ်ချမ်းနဲ့လက်တေကားလောက်တော့အနည်းဆုံးရှိတတ်ပါတယ်ဒါအပြင်တအိမ်နဲ့တအိမ်ခြံစည်းရိုးရလို့လည်းတသက်မတ်မရှိတာကြောင့်တယောက်နဲ့တယောက်သူသားရေးချမှာစီစီလုံးလုံးနေထိုင်ခဲ့ကြပါတယ်။ရေပြိုင်ရွာလေးမှာဆိုရင်လေကားပေါင်းများစွာရှိကြတယ်ဆိုပေမဲ့အများစုကပြောင်းမင်းနေသာစိုက်ပျိုးတတ်ကြပါတယ်။အကြောင်းကတော့ပြောင်းမင်းတချို့တစ်ဝက်ကိုနွားကြွေးပြီးကျန်တဲ့တစ်ဝက်ကိုတော့ရွာကိုမကြခဏလာတဲ့မြို့ပေါ်ကုန်းတဲ့ပွဲစားကြီးဦးအောင်မြတ်ထံမှာရောင်းချကြလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့နွားတွေကိုတော့ဘယ်မှသွားရောက်စရာမလိုပဲကိုယ်တိုင်ကိုယ်ကြမဲဖော်ပြီးရွာသားချင်းချင်းမဲသားနဲ့ကိုမေစီချင်းဖယ်လှယ်ခဲ့ကြတာပါတကယ်တော့ဒီရွာလေးမှာငွေကြေးဆိုတာမရှိပဲတယောက်နဲ့တယောက်ပြည်စည်းချင်းဖယ်လှယ်တဲ့နီးနဲ့သာအယောင်းဝယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ဒါ့အပြင်အိမ်တိုင်းအိမ်တိုင်းခြေတန်းရှိတဲ့အိမ်လေးနဲ့